မင်္ဂလာပါဗျာဒီနေ့တော့6လရွယ်သမီးလေးအော်ရိုရာအတွက်အပြောင်းလဲလေးဖြစ်သွားအောင်ပြပြချက်ပြပါမယ်ဗျာအဓိကပါဝင်ပစ္စည်းကတော့ပဲစိမ်းလုံးရဲ့ရိုးအုပ်ကြုံလေးရဲ့ပါပဲတစ်ခါမှတော့မချက်ဘူးဒါပေမဲ့ AI မေးလိုက်သူများလုပ်တာကြည့်လိုက်နဲ့ဒီလိုချက်ကြည့်ကြည့်မယ်ဗျာဒီပဲစိမ်းလုံးလေးတွေကနိုင်ချန်ကားတဲ့လေနိုင်ငံခြားကလာတယ်ဆိုတဲ့ပဲစိမ်းလုံးလေးတွေပါသူ့ကိုဖောက်ပြီးရေလေးတွေကို4နာရီလောက်စိန်ထားလိုက်မယ်ပဲစိမ်းလုံးလေးတွေဟာကလေးငယ်တွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက်အရင်တင်တော်တဲ့တဘာဝအာဟာရတစ်ခုဖြစ်ပါတယ်အထူးသဖြင့်ဖြစ်စွာစတင်စားတော့တဲ့ရွယ်ကစားပြီးထည့်သွင်းကျွေးမှုကိုအကောင်းဆုံးစားထူတယ်မှာပါဝင်ပါတယ်ပရိုတင်းတဲ့ကျွဲဝါစာပါဝင်လို့ကလေးတွေရဲ့ချက်သားနဲ့ခန္ဓာကိုယ်အစိတ်ပိုင်းဖွံ့ဖြိုးမှုတိုးတက်စေဖို့ကိုအဓိကကူညီပေးပါတယ်ဗီတာမင် C နဲ့အန်တီအောက်ဆီဒန့်တွေပါဝင်တာကြောင့်အေးမီတန်းနာမှုတွေကိုကာကွယ်ပေးပြီးကိုယ်ခံအားကိုကောင်းမွန်စေပါတယ်အမြင့်တဲ့ fiber တွေအများကြီးပါဝင်တာကြောင့်ကလေးတွေမှာအပြည့်များတဲ့ဝန်းချုပ်ခြင်းကိုကာကွယ်ပေးပြီးဦးလန်းချောင်းကိုလည်းကျန်းမာစေပါတယ်ပြီးတော့ဗီတာမင် A နဲ့ lutein ဓာတ်တွေပါဝင်လို့ကလေးတွေရဲ့မျက်စိကျန်းမာရေးကိုများစွာအထောက်အကူပြုပါတယ်။ပေါ်လိပ်နဲ့တန်တဲ့တွေကအုံနောက်စွမ်းရည်ကိုထိုးတက်စေပြီးတွေ့ရကောင်းစေပါတယ်။ပဲစင်းလုံးလေးတွေရဲ့ကောင်းကျိုးလေးတွေပါ။ပဲစင်းလုံးလေးတွေကို4နိုင်လောက်စိမ့်ပြီးတဲ့အနေအထားလေးပါ။ပဲလေးတွေကစားစိတ်ကားစားနဲ့မတူပဲအစင်းရောင်လေးတွေဖြစ်လာပါတယ်။ဒါလေးတွေကိုဖန်စာသိန်းခွက်လေးတွေထည့်ပြီးလူးတော့အောင်ပေါင်းပါမယ်။နောက်တစ်မျိုးကရိုးအုပ်လေးပါ။ရိုးလေးတွေကအုပ်စိတ်လေးတွေကိုပေါင်းပြီးပြအောင်လုပ်ထားတာဆိုတော့အာဟာရဓာတ်ပိုပြီးရတယ်လို့တော့ပြောပါတယ်။instant အုပ်လေးတွေလိုမဟုတ်ပဲနူးတော့ပြုတ်ပြီးဖို့တော့လိုပါတယ်။အချိန်တော့ပိုပြီးရတာပေါ့ဗျာ။တစ်ပတ်ကောင်းစားရင်ပလောင်တောင်တက်နေရတယ်ဆိုတယ်မို့လား။သူ့တော့10မိနစ်လောက်ကြိုပေးလိုက်ပါမယ်။ရိုးအုပ်လေးတွေကကလေးတွေရဲ့နူးနေတဲ့စာအိမ်နဲ့ဦးလန်းချောင်းအတွက်စာကြည့်ရရမှာလွယ်ကူစေပါတယ်။အမြင်ဓာတ်တွေကျွဲဝါစာပါဝင်တဲ့အတွက်ကလေးတွေရဲ့ပြည့်စုံတဲ့စားစားတွေမှာပြည့်မြတဲ့ဝန်းချုပ်ခြင်းကိုတတ်တာတွေပါတယ်။တန်တဲ့အိုင်ယွန်ဇင်ဗီတာမင် B ပါဝင်တာကြောင့်သူ့အားကောင်းပြီးငြိမ်တဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုအားပေးပါတယ်။ကာဗိုဟိုက်ဒရိတ်ပါဝင်မှုကများလို့စောက်ကစားတတ်တဲ့အရွယ်ကလေးတွေအတွက်တနေ့တာလိုတဲ့ခွန်အားကိုရရှိစေပါတယ်။ဒါကတော့ဖြစ်ပြီးမှတ်သားထားတာလေးကိုမျှဝေပေးတာပါ။ A few moments later ကဲအခုဆိုပဲစင်းလုံးလေးတွေလည်းနူးလောက်မနူးသေးဘူးဗျ။အုပ်လေးတွေရောသူလည်းနည်းနည်းကျန်းနေသေးတယ်။စားကြည့်တာတော့ဂျုံဂျူလေးနဲ့တူတယ်လို့ပဲဗျ။နောက်တစ်ခါမှထက်ညက်လေးထည့်ပြီးတော့ဂျုံဂျူလေးလှုပ်စားကြည့်လိုက်အောင်မယ်။ကဲမနူးသေးဘူးဆိုတော့ထပ်ထားလိုက်အောင်မယ်ဗျာ။တစ်ဖက်ကောင်းစားကြည့်ရင်ဘလောင်တောင်တက်နေရတယ်လေ။ကဲအခုဆိုပြုတ်ပေါင်းထားတာမိနစ်20လောက်ရှိပြီဆိုတော့နူးလောက်ပြီးတင်တယ်။ဒိုးအုပ်လေးကတော့ရပြီဗျ။ပဲစင်းလုံးလေးတွေရောမနူးသေးဘူးခါ။ဆက်တော့လေးဖြစ်ရှင်နေသေးတယ်။အုပ်ချုပ်လေးကရပြီဆိုတော့သူ့ကိုဖယ်ပြီးဒီလေးထပ်ပေါင်းကြည့်လိုက်အောင်မယ်။ဒီပလောင်ကြီးကလေးတောင်းတက်ရတာအတော်နှေးလို့ကို 2000 years later ပဲစင်းလုံးလေးတွေကတော့ရပြီဗျာနူးသွားပြီခွီတော်ကောင်းချုံးပါတယ်ပဲစင်းလုံးတွေပါဗျာသူများတွေတော့ဘယ်လိုလုပ်လဲမသိဘူးအတွေ့အကြုံလေးတွေရှိလို့ရှိရင် comment မှာမျှဝေပေးပါဦးဗျကျွန်တော်ကတော့မိနစ်40လောက်ပေါင်းလိုက်ရတယ်နောက်တစ်ခါဆိုရင်တော့ pressure cooker လေးနဲ့ထည့်ပေါင်းရင်တော့ပိုပြီးမြန်မယ်ထင်တယ်ဗျဘာပဲဖြစ်ဖြစ်လက်ဖက်ကောင်းစားခြင်းဘလောင်တောက်တဲ့နှင်းရတယ်မဟုတ်လားဒီကဘလောင်ကြီးကလည်းနှင်းလေးတက်လိုက်ရတာဆိုတာလေအခုဆိုပုံချုံလေးရဲ့ပဲစင်းလုံးလေးရဲ့ကိုဒီစက်လေးရောချိတ်လိုက်ပါမယ်အဲဆိုရင်တော့ရတာရှိအားရလည်းပြည့်သွားတဲ့အပြင်ကိုပဲစင်းလုံးအုပ်ပြူလေးရပါပြီလောက်ရတာတော့ကြာသွားပြီသမီးလေးလည်းစာနေလောက်ပြီဆိုတော့အမြန်ပြီးကျွေးလိုက်အောင်ပါဗျာသဘောကျတယ်ဆိုကျွန်တော်ရဲ့ Digital မြန်မာ channel လေးကို like follow လေးလုပ်ပေးပါအောင်နော်နောက်တစ်ပိုင်းမှာပြန်ဆောင်ကြမယ် bye bye